ဝဆိုတဲ့စကားလုံးလေးကဖြစ်ချင်းလို့အဓိပ္ပာယ်ရတယ်အဲ့တော့ဘုန်းကြီးတို့ရဲ့ဘဝမှာဘာတွေဖြစ်နေတာတော့အကျဉ်းများဖြင့်အာယတနာရှုထောင့်ကနေပြောမှဆိုရင်6အုပ်စုဖြစ်နေတယ်မြင်မှုမျိုးစုံဖြစ်တယ်မျက်လုံးလေးပွင့်နေတဲ့အချိန်မှာအလင်းရောင်လေးရှိနေတယ်စိတ်ကလည်းပင်ကိုဖြစ်နေတယ်ဆိုရင်မြင်တဲ့သဘောဟာဖြစ်တယ်ကြားမှုမျိုးစုံဖြစ်တယ်သူကဘိုးတောင်းကျေပြန်သေးတယ်နားပိတ်ထားလို့မရတဲ့အတွက်ကြောင့်ဟုတ်လားအနံ့ရမှုမျိုးစုံဖြစ်တယ်အရာသာတိမှုမျိုးစုံဖြစ်တယ်အပူအေးအနုအကြံအတွေ့အထိမျိုးစုံကိုတွေ့ထိတာကိုသိမှုဖြစ်တယ်ပြီးရင်အတွေ့အကြံတွေဖြစ်တယ်ဘုန်းကြီးတို့ရဲ့ဘဝဒီခန္ဓာအိမ်ကြီးကိုတကား6ပေါက်နဲ့ဖွဲ့စည်းပြီးတော့တိဆောက်ထားတာအကြည်ဓာတ်6ပါးလို့လည်းလေဒီဆိုဘုရားကြီးများသုံးတယ်စကုပတာရမျက်စိအကြည်ဟုတ်လားသောတာပတာရနာအကြည်မျက်စိနာနှာလျှာကိုယ်စိတ်ဒီ6ပါးနဲ့ဖွဲ့စည်းတာအံ့ဩစရာကောင်းတယ်ဒီ6ကဏ္ဍလေးကအံ့ဩစရာကောင်းတယ်လောကရဲ့စံကြယ်မှုတစ်ခုနော်အာယုံကလည်း6မျိုးပဲရှိတယ်5မျိုးလည်းမဟုတ်ဘူး9မျိုးလည်းမဟုတ်နော်ရူပါယုံတတ္တယုံကန္နာယုံရတ္တယုံဖုဒ္ဓဘာယုံဓမ္မယုံအဲ့ဒီအာယုံ6မျိုးကိုသိနိုင်တဲ့တကား6ပေါက်ဟုတ်လားဒီခန္ဓာမှာရှိတယ်အဲ့ဒါတွေဟာဘာတွေလဲလို့မေးဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့သဘာဝတရားတွေဆိုတာကိုနားလည်အောင်အဲ့ဒီရှုထောင့်ကနေဘုန်းကြီးကကြည့်ပြောတာမြတ်စွာဘုရားခန္ဓာ၅ပါးရှုထောင့်ကလည်းကြည့်ပြောတာရှိတယ်ဒီမျက်စိနဲ့မြင်နေရတဲ့ကိုယ်ကောင်ကြီးကရုပ်အစုဝေးကြီးပဲသူကအစုဝေးဆိုတဲ့စကားပါဠိလိုခန္ဓာလို့ခေါ်တယ်နော်ရုပ်ဆိုတာကိုပါဠိလိုရူပလို့ရေးတယ်ရူပရဲ့အဓိပ္ပာယ်ကဖောက်ပြန်ခြင်းလို့အဓိပ္ပာယ်ရတယ်ဖောက်ပြန်မှုအစုအဝေးကြီးဒါကိုရူပခန္ဓာတဲ့နော်ကြားနေကြစကားလုံးလေးတွေကိုတကယ်ကိုယ့်ရဲ့စိတ်ထဲကကိုယ်ပိုင်အဓိပ္ပာယ်လေးနားလည်မှုအပြည့်အဝနဲ့နားလည်နိုင်ဖို့နားလည်တတ်ဖို့နားလည်ထားဖို့လိုပဲနော်ယူဘက်ခန္ဓာဆိုတာဘာတော့ဖောက်ပြန်မှုအစုအဝေးကြီးဖောက်ပြန်မှုလေးတွေကြီးစုထားတာအဖျားတစ်ထောက်စာလေးတောင်မဖောက်ပြန်တတ်တဲ့အရာမရှိဘူးခုတစ်မျိုးတော်ကြတစ်မျိုးဖြစ်နေတာဖောက်ပြန်နေဆိုတာဟုတ်လားရရှိနေမြင်နေရတဲ့ဒီကိုယ်ကောင်ကြီးလေးတွေအမြဲဝင်ထွက်နေတယ်သွေးတွေလှည့်ပတ်နေတယ်စားတောက်ထားတဲ့အစာအဟာရတွေဟာအမြဲတမ်းပြောင်းလဲနေတယ်ထဲထဲမှာတကယ်ကိုဟုံတိုင်းကျဲပြီးတော့ထဲထဲကအသက်ရှင်သန်ဖို့အတွက်ရုန်းကန်နေကြတဲ့ကလီစာပေါင်းများစွာအဖွဲ့အစည်းပေါင်းများစွာလှုပ်ရှားနေတစ်ချိန်လေးမှငြိမ်နေတယ်ဆိုတာအရှိဘူးဟုတ်တယ်မဟုတ်လား7လေးတွေတကြီးကြီးထွက်နေတာကိုစိတ်ကူးကြည့်လက်သေးလေးတွေတကြီးကြီးထွက်နေတာကိုစိတ်ကူးကြည့်အရေးပြားဟာအမြဲတမ်းပြောင်းလဲနေတယ်အတွင်းရောအပြင်ရောအကုန်လုံးဘယ်လိုဖြစ်နေပြောင်းလဲနေတယ်အဲ့ဒါဘာလို့ခေါ်တော့ဖောက်ပြန်မှုအစုအဝေးယူပက္ခန္တာအဲ့ဒီယူပက္ခန္တာဖောက်ပြန်မှုအစုအဝေးကြီးကိုအမိပြုပြီးတော့ဖြစ်နေတဲ့နံတရားတွေဆိုတာရှိတယ်အဲ့ဒီနံတရားကြတော့ရှုပ်ထွေးလွန်းလို့ကျေပြန်လွန်းလို့မြတ်စွာဘုရားက၄ပုံပုံပြီးတော့ဟောတယ်ထင်ရှားတဲ့ရှုထောင့်ကအရင်စကြည့်ပြောတယ်အဲ့ဒါဘာလို့ဆိုဝေဒနာဘုန်းကြီးတို့စိတ်ထဲမှာခံစားတာမခံစားတာနော်ကြိုက်စရာကောင်းတယ်မုန်းစရာကောင်းတယ်ဆိုတာအဲ့ဒီဝေဒနာလေးကိုပြောနေတာဟုတ်လားနေရထိုင်ရတာချမ်းသာတယ်နေရထိုင်ရတာဆင်းရဲတယ်နေရထိုင်ရတာချမ်းသာတာလည်းမထင်ရှားဘူးဆင်းရဲတာလည်းမထင်ရှားဘူးဆိုတာလည်းဖြစ်နေသေးတယ်အဲ့ဒါကသိဖို့ရမ်းခက်တယ်ဥပေက္ခဝေဒနာပေါ့အဲ့ဒီခံစားမှုအစုအဝေးကြီးဟာနန္ဒခေါ်တယ်ပေါ့နော်နန္တရားဒီယူပက္ခန္ဓာကိုပဲအမိပြုပြီးတော့ဖြစ်ပေါ်နေတာနန္တရားဟုတ်လားနန္တရားအစုအဝေး၄ခုမှာနောက်ထပ်တစ်ခုကဘာတော့တင်ညာဘာပဲညာပဲမှတ်ထင်နေတာမြင်လိုက်တာနဲ့ဘသူပဲဘဝပဲငါနဲ့သိတယ်လူပဲမသိတယ်လူပဲငါမုန်းတယ်လူပဲငါချစ်တယ်လူပဲစရှိသဖြင့်အထင်တစ်မျိုးမျိုးကတော့ဟာဖြစ်ပြီးသားဟုတ်လားအခုလူတွေသင်ယူထားလို့နပဝင်းချင်းကသင်ပေးလို့ဒါမှမဟုတ်တကူတကသင်ထားလို့တက်ကြွထားတဲ့နားလည်ထားတဲ့အရာတွေအကုန်လုံးကအဲ့ဒါသင်ညက်ခန္ဓာထဲမှာအကျုံးဝင်တယ်အဲ့ဒီသိမှုနားလည်ထားမှုလေးကိုအခြေခံပြီးတော့ဘုန်းကြီးတို့ကမြင်လိုက်တာနဲ့ကြားလိုက်တာနဲ့တခုခုထင်မိသားပဲပါတယ်မို့လားအဲ့ဒါနန္တရားထဲမှာအဲ့ဒါဘာလဲသင်ညာဟုတ်နော်နောက်သင်္ခါရတဲ့သင်္ခါရဆိုတာဘာပြောတာလဲသင်္ခါရခန္ဓာဆိုတာအကောင်အဆိုးတစ်မျိုးမျိုးဖြစ်နေတာကိုပြောတာနော်စိတ်ထဲမှာအကောင်အဆိုးတစ်မျိုးမျိုးဖြစ်နေတယ်လောဘဒေါသမောဟလူကျင်တာဖြစ်တယ်မကျေနပ်တာဖြစ်တယ်ဘာမှမသိတာဖြစ်တယ်ဒါကအကုသိုလ်သင်္ခါရခေါ်တာမကောင်းမှုသူကဆင်းရဲတဲ့အကျိုးကိုဖြစ်စေတတ်တယ်
ဟာအလောဘသဘောစွန့်လွတ်နိုင်တဲ့ညှိကပ်မှုမရှိဘူးအဒေါသသဘောတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့မေတ္တာသဘောဖြစ်တယ်ဘဝအကြောင်းကိုနားလေတယ်သိတယ်မြင်တယ်အမှန်တိုင်းနော်နားလည်မှုရှိတယ်အမောဟတနည်းအားဖြင့်ပြင်းချင်းတည်းစေတသိက်ခေါ်တာပေါ့နော်ပညာအလောဘအဒေါသအမောဟတရားတွေကဘာတွေတုံးဆိုတော့ကောင်းတဲ့သင်္ခါရကုသိုလ်တရားတွေအဲ့ဒါတွေကလည်းပဲအကောင်းဆိုတစ်မျိုးမျိုးဘုန်းကြီးတို့မှာစိတ်ရဲ့တုံ့ပြန်မှုသဘောအနေနဲ့မြင်လိုက်တိုင်းကြားလိုက်တိုင်းအနံ့ရလိုက်တိုင်းစားလိုက်တိုင်းတောက်လိုက်တိုင်းတွေ့လိုက်တိုင်းထိလိုက်တိုင်းဒါတွေကဘာတော့ဖြစ်နေတယ်စိတ်ထဲမှာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေခံစားမှုကလည်းဖြစ်တယ်မှတ်ထင်မှုကလည်းဖြစ်တယ်အကောင်းအဆိုးတစ်မျိုးမျိုးတုံ့ပြန်နေမှုကလည်းဖြစ်တယ်အဲ့ဒီ၃မျိုးမှာဘယ်သူခေါင်းဆောင်လဲဆိုတော့သိမှုဝိညာဉ်ကခေါင်းဆောင်တယ်ဒါပေမဲ့ဒေသနာမှာတော့သူ့ကိုနောက်ဆုံးမှထားဟောတယ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဒီအစဉ်လေးဒီလူတွေကျွမ်းကျင်ကြမယ်ထင်တယ်ယဉ်ကျေးကြမယ်ထင်တယ်နော်အဲ့ဒါပါတော့နန္တရားခုဒီမှာဘုန်းကြီးကအလုတ်ပေးတရားသဘောမျိုးလေးပြောနေတာတရားအထုတ်တယ်ဆိုတာကိုယ်ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့သဘာဝတရားတွေကိုအမှန်တိုင်းသိအောင်စောင့်ကြည့်နေတဲ့သဘောလို့ပြောတာအဲ့ဒါကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေဆိုတာလေးကိုနားလည်အောင်ရှုထောင့်2မျိုးကနေတောင်အချင်းချုပ်ပြောလိုက်တယ်အာယတနာရှုထောင့်ယစီနာနာလျာကိုယ်စိတ်ပြမကအာယုံ6ပါးတွေ့တိုင်းမြင်မှုကြားမှုနားရမှုစားသောက်မှုတွေ့ထိမှုတွေ့ကြံမှုဒီ6အုပ်စုဖြစ်တယ်နော်ဒါကအာယတနာရှုထောင့်ကပြောတာရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့အစုဝေးကြီး၅ခုရှုထောင့်အစုဝေးကြီးကိုပါဠိလိုဘယ်လိုခေါ်တော့ခန္ဓာ၅ပါးဟုတ်လားခန္ဓာ၅ပါးရှုထောင့်ကလည်းကြည့်ပြီးတော့ပြောတယ်ဘဝမှာဒါတွေဖြစ်နေတာပဲအဲ့ဒါတွေကိုမြတ်စွာဘုရားကြည်ခိုင်းတဲ့နေရာမှာနော်စိတ်ဝင်စားပွဲလဲကောင်းတယ်ဥပမာလေးတွေကအမြဲတမ်းလိုပါတယ်မြတ်စွာဘုရားဟောတဲ့ဒေသနာမှာဣထာပတ္တိမှာလောကစိတ်တရာဇရထုပမံဆိုတော့ဘုန်းကြီးရွတ်လိုက်တယ်နော်စိတ်တံစမ်းကြယ်လှစွာသောရာဇရထုပမံမင်းစည်းတဲ့ယထာတစင်းလို့နော်ဘယင်းဆိုတော့သူစည်းတဲ့ယထာကိုအကောင်းဆုံးအစမ်းကြယ်ဆုံးဖြစ်အောင်လုပ်ထားမှာပေါ့နော်အဲ့ဒီယထာကြီးနဲ့တူတယ်တဲ့ဘယ်ရာကိုပြောတာတော့ဒီခန္ဓာကိုယ်ကြီးကိုပြောတာဒီဖြစ်နေတဲ့သဘာဝတရားတွေဟာစမ်းကြယ်တယ်ဖြစ်ပေါ်နေတယ်အံ့ဩစရာကြီးဟုတ်လားဖြစ်နေတယ်အဲ့ဒါရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်မြတ်စွာဘုရားဘာလို့ခိုင်းတာလဲကြည်ခိုင်းတာပတ္တထဆိုတဲ့ပါဠိစကားလေးကကြည်ကြလို့အဓိပ္ပာယ်ရတယ်နော်ကြည်တယ်ဆိုတဲ့ဗမာစကားလုံးလေးကနေပယ်အမျိုးမျိုးကနေရက်တည်ပြီးတော့ပြောင်းလဲမှုလေးတွေနဲ့သုံးနှုံးတာရှိတယ်ရှုတယ်လို့လည်းမသုံးဘူးလားရှုတယ်ဆိုတာကြတော့သူကနည်းနည်းပို့ပြီးတော့လေးနဲ့သွားတဲ့သဘောရှိတယ်ဒါကိုအဓိပ္ပာယ်ကိုနားလည်အောင်အသေးစိတ်မြင်အောင်ဒစိမ့်စိမ့်ရှုတယ်အကြာကြီးကြည်နေတယ်ဟုတ်လားနော်ဖြတ်ပြေးလေးမမြင်လို့ကြည်လိုက်တာမျိုးလောက်မဟုတ်ဘဲနဲ့တည်တည်ချာချာဆူဆိုင်ပြီးတော့ကြည်တာမျိုးကြတော့ရှုတယ်လို့သုံးတယ်ဒါကြောင့်တရားကိုဘယ်လိုပြောတော့တရားရှုမှတ်တယ်အဲ့လိုပြောတယ်အမှန်ကဘာလို့တာတော့ကြည်တာပဲသူကအဲ့လိုလေးနားလည်စေချင်တာဘုန်းကြီးကနော်တရားအထုတ်တယ်ဆိုတာအခုလောလောဆယ်ဖြစ်เสียအကြောင်းရှိလို့ဒလဇက်ဖြစ်နေတဲ့သဘာဝတရားတွေကိုလိုက်ကြည်တာစောင့်ကြည့်တာဟုတ်လားမြတ်စွာဘုရားတော့အလွန်လွယ်ကူတဲ့စောင့်ကြည့်နည်းကနေစသင်ပေးတယ်ဘယ်ရာကိုစောင့်ကြည့်ခိုင်းတော့ဝင်လေထွက်လေဟုတ်လားမဟာသတိပဋ္ဌာန်သုတ်တန်ကြီးဟာတရားအထုတ်နည်းမှာအပြည့်စုံဆုံးနိလန်းကြီးပဲဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကဒီပူရာအေးတာနှုရာချမ်းတာမာရာပြော့တာတွန်းတာလှုပ်တာငြိမ်တာအစရှိတဲ့ရုပ်တဘာဝတွေအကြောင်းကိုသိအောင်အထုတ်ခိုင်းတဲ့ကာယ ानु ပဒနာသတိပဋ္ဌာန်ခံစားမှုတွေကိုသိအောင်လိုက်ကြည့်ခိုင်းတဲ့စောင့်ကြည့်ခိုင်းတဲ့ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်စိတ်ရဲ့တဘာဝနော်လိုချင်တာတွေနဲ့တွဲဖြစ်တယ်မလိုချင်တာနဲ့တွဲဖြစ်တာလည်းရှိတယ်မကျေနပ်တာနဲ့တွဲဖြစ်တာရှိတယ်ကျေနပ်တာနဲ့တွဲပြီးတော့ဖြစ်တာလည်းရှိတယ်အဲ့ဒီစိတ်ရဲ့တဘာဝအမျိုးမျိုးကိုလိုက်ကြည့်ခိုင်းတာကိုစိတ်ဓာ ानु ပဒနာသတိပဋ္ဌာန်ခေါ်တယ်ဟုတ်လားပြီးတော့ဓမ္မတဘာဝအသေးစိတ်ကလေးတွေနော်ရှေးကကာယဝေဒနာစိတ်ဓာတ်တဘာဝတရားတွေကိုလိုက်ကြည့်တဲ့အနေအထားလေးတွေကြွန့်ကျင်လာလို့တဘာဝတရားလေးတွေရဲ့အကြောင်းကိုအသေးစိတ်သိလာတယ်မြင်လာတယ်ဒါကိုဓမ္မ ानु ပဒနာသတိပဋ္ဌာန်ခေါ်တယ်မြင်မှုကြားမှုတွေကိုအဓိကနော်ဘာကြောင့်မြင်တာမြင်ပြီးတဲ့အခါမှာဘာတွေဆက်ဖြစ်တတ်တယ်အဲ့လိုဖြစ်တာဘာကြောင့်ဖြစ်တာနော်ဘာကြောင့်မဖြစ်တာအဲ့လိုတွေအသေးစိတ်သူကသိတာဒါကဘုန်းကြီးကအလွန်ကျယ်ဝန်းတဲ့တရားရှုမှတ်နည်းမြတ်စွာဘုရားဟောထားတဲ့အကြောင်းအရာကိုအလွန်အကျဉ်းချုပ်ပြီးတော့ပြောလိုက်တာ